ကိုယ့်ရဲ့ဘီးခန်းမှာအိမ်မဆိုးတစ်ခုရှိနေမယ်ဆိုရင်ခမားဘယ်လိုလုပ်မလဲညတခေါင်ကြော်ရင်လွန်ဆွဲတန်တီကြားပြီလေထွက်ပေါက်ကနေအသားပုတ်နှံ့နေတဲ့အိမ်လုံးနှံ့နေမယ်ဒါကတော့ Netflix ရဲ့ Dharma series အပိုင်းတစ်ပါလူသမား Jeff က Tracy Edwards ဆိုတဲ့လူတစ်ယောက်ကိုတပ်ပုံရိုက်ဖို့အကြောင်းပြပြီးအခန်းကိုခေါ်လာပါတယ်တကားတော့3စင်းလောက်ပိတ်လိုက်တဲ့အတန်းကတိတ်ဆိတ်နေတဲ့အခန်းထဲမှာအရန်ကိုခြောက်ကြားစရာကောင်းပါတယ်အစိမ်းရောင်ငါးကန်မီးရောင်အောက်ကမင်းသား Evan Peters ရဲ့မျက်လုံးတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့တားကောင်ဟာထောင်ချောက်ချေမိနေပြီဆိုတာသိလိုက်ရပါတယ်ဒီအပိုင်းကသွေးထွက်တန်ယူရီချက်စိတ်ပိုင်းဆိုင်ရာဖိအားကိုအဓိကပြထားတာပါရုတ်တရက်လက်ထိတ်ခတ်လိုက်တဲ့အထက်တစ်ချက်ကတနတ်တန်လိုပဲကျဲလောင်နေပါတယ်အဆိုးဆုံးကတော့အိမ်နီးချင်းတွေကရဲကိုအကျဉ်းတင်းတိုင်ပေမဲ့လောကကြီးကလစ်လျူရှုထားခဲ့တာပါပဲတာမန်မဟုတ်တဲ့လူစိတ်သဘောတဘာဝကိုလေ့လာခြင်းရင်တော့ဒီ series ကိုစကြည့်ပါစိတ်ခိုင်မှကြည့်ဖို့တော့အကြံပေးပါစေဒီဇာတ်လမ်းလေးကိုစိုက်တယ်ဆိုရင် like and share လုပ်ပေးပါနော်နောက်ထပ်ဒီဗီဒီယိုလေးကိုကြည့်ချင်တယ်ဆိုတာခုနကမှလုပ်ပေးနိုင်ပါတယ်ဇာတ်လမ်းကောင်းလေးကိုမမှတ်ချင်ဘူးဆိုရင်တော့အခုဒီ page ကို follow လုပ်ထားလို့နေပါမယ်နော်